ခုခေတ်ပေါ့နော်လူအများစုကိုကြည့်လိုက်တဲ့ဆိုရင်ကိုဘလောက်အောင်မြင်နေလဲဘလောက်ချမ်းသာနေတယ်လဲဆိုတာကိုလူမှုကွန်ရက်ပေါ်မှာထုတ်ပြဖို့စူးစမ်းနေကြတာပဲများပါတယ်။ဒါပေမဲ့ချမ်းသာကြွယ်ဝမှုနဲ့စိတ်အေးချမ်းမှုကိုရှာဖွေတွေ့ရှိပြီးတော့ဦးစားပေးသွားတဲ့လူတချို့ကတော့တိတ်တဆိတ်ပဲနေထိုင်တတ်ကြပါတယ်။ဒီနေ့ဒီဗီဒီယိုထဲမှာကတော့ကိုယ့်ရဲ့ငွေကြေးအခြေအနေကိုလူမသိသူမသိလျှို့ဝှက်ထားခြင်းအပြင်ရရှိနိုင်တဲ့အကျိုးကျေးဇူးကိုချက်ကိုမျှဝေပေးသွားမှာပါဒီအချက်တွေကိုသိပြီးရဆိုရင်ငွေကြေးဆိုင်ရာအမြင်တွေပြောင်းလဲသွားပါလိမ့်မယ်ဒီလိုအသိအမြင်တွေရပြီးတော့မှဘဝကိုပို့ပြီးလွတ်လပ်ပေါ်ပါအောင်နေထိုင်နိုင်တဲ့နည်းတွေတည်ဖို့အတွက်ဒါဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်မင်္ဂလာပါ Good Life Investing Channel ကနေကြိုဆိုပါရစေဒီ channel ကနေပြီးတော့မှ Personal Finance ဆိုတဲ့ကိုယ်ပိုင်ဘဝငွေကြေးနည်းလမ်းတွေနဲ့ Stock Investing အကြောင်းတွေ Personal Finance ဆိုတဲ့ကိုယ်ပိုင်ဘဝငွေကြေးအကြောင်းတွေ Stock Investing အကြောင်းတွေ Option Selling အကြောင်းတွေဝင်မြတင်ဆက်ပေးနေတာဖြစ်ပါတယ်ဒီအကြောင်းအရာတွေကိုစိတ်ဝင်စားတဲ့ဆိုလို့ရှိရင် channel နဲ့အတူ like ပါလေ့လာဖို့ဖိတ်ခေါ်ပါတယ် subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လုပ်ပေးဖို့တောင်းဆိုပါတယ်တင်ဆက်သူရဲ့ Facebook page ကို follow လုပ်ထားခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ option with standard ဆိုတဲ့ပေါ့နော် page လေးကို follow လုပ်ထားပေးနိုင်ပါတယ်အဲ့ဒီမှာလည်း sharing တွေလုပ်ပေးနေတာပဲဖြစ်ပါတယ်ဒီ page link ကိုလည်း comment မှာ pin လုပ်ထားပေးမှာဖြစ်ပါတယ်ကိုချမ်းသာတာကိုလူမသိတဲ့နဲ့ပေါ့နော်အချက်6ချက်ကိုပြောရအောင်ကောင်းကျိုးတစ်မိမိရဲ့ကိုယ်ရေးကိုယ်တာလုံခြုံမှုကိုထိန်းသိမ်းနိုင်ခြင်းပထမဆုံးအချက်ကတော့ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာလုံခြုံမှုကိုထိန်းသိမ်းနိုင်ခြင်းပဲဖြစ်ပါတယ်ကိုယ့်ရဲ့ငွေရေးကြေးရဲ့အခြေအနေကိုလူတွေကပိုသိလေလေကိုယ့်စီကိုအာရုံစိုက်မှုတွေပိုရောက်လာလေလေဖြစ်တတ်ပါတယ်တချို့လူတွေကကိုယ့်အတွက်တကယ်ဝမ်းသာပေးနိုင်ကြပေမဲ့တချို့ကတော့လိုရာထက်ပိုပြီးစူးစမ်းကျင်ကြတာဆက်စုကျင်ကြတာဒါမှမဟုတ်ကိုယ့်ရဲ့ချမ်းသာမှုအပေါ်မှာမလိုအပ်ပဲနဲ့အသွေးပွားတာတွေဖြစ်လာနိုင်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့ငွေရေးကြေးရဲ့အခြေအနေကိုလျှို့ဝှက်ထားတာဟာပြပကမလိုအပ်တဲ့ဖိအားတွေမရှိဘဲနဲ့လွတ်လပ်စွာဆုံးဖြတ်ချက်ချနိုင်ဖို့အကာအကွယ်ပေးထားသလိုပဲဖြစ်ပါတယ်ဒိဋ္ဌာရမဲ့ဘဝသင်ခန်းစာတစ်ခုကတော့ကိုယ့်ရဲ့ငွေရေးကြေးရဲ့အခြေအနေအလုံးကိုလူတိုင်းသိနေဖို့မလိုဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ်ကောင်းကျိုးနဲ့မလိုလားအပ်တဲ့ငွေကြေးဆိုင်ရာဖိအားတွေကိုရှော့ချနိုင်ခြင်းဒုတိယကောင်းကျိုးပေါ့နော်အချက်ကတော့မလိုလားအပ်တဲ့ငွေကြေးဆိုင်ရာဖိအားတွေကိုရှော့ချနိုင်ခြင်းအချက်ပဲဖြစ်ပါတယ်ကိုယ့်ရဲ့ငွေရေးကြေးရဲ့အခြေအနေတိုးတက်ကောင်းမွန်လာတာကိုလူတွေသိသွားတဲ့အခါမှာငွေချေးတာလက်ဆောင်တောင်းတာဒါမှမဟုတ်ငွေချေးအကူအညီတောင်းခံတာမျိုးတွေမကြာခဏကြုံနိုင်ပါတယ်။တခြားလူတွေကိုကူညီတယ်ဆိုတာကိုယ့်ရဲ့ကိုယ်ပိုင်ရွေးချယ်မှုတာဖြစ်ရပါမယ်။ဒါပေမဲ့လူတွေရဲ့မျှော်လင့်ချက်တွေတောင်းဆိုမှုတွေအများတန်းရှိနေမယ်ဆိုရင်ဒါဟာကိုယ့်အတွက်စိတ်ဖိစီးမှုဖြစ်လာနိုင်ပါတယ်။ကိုယ့်အခြေအနေကိုလျှို့ဝှက်ထားခြင်းအပြင်ကိုယ်တကယ်အဆင်ပြေနေတဲ့အချိန်မှာမှစေတနာအလျောက်ကူညီနိုင်ပြီးတော့မျှတတဲ့ငွေကြေးစီးပေါင်တစ်ခုကိုအလွယ်တကူတတ်မှတ်နိုင်မှာဖြစ်ပါတယ်။စစ်မှန်တဲ့စေတနာဆိုတာဖိအားကြောင့်မဟုတ်ဘဲနဲ့ကိုယ်ပိုင်ရွေးချယ်မှုကလာမှအကောင်းဆုံးဖြစ်ပါတယ်။ကောင်းကျိုး3ချမ်းသာကြွယ်ဝမှုတိဆောက်ခြင်းအပေါ်မှာပဲအာရုံစိုက်နိုင်ခြင်းတတိယအချက်ကတော့ချမ်းသာကြွယ်ဝမှုတိဆောက်ခြင်းအပေါ်မှာပဲတေချာလေးအာရုံစိုက်နိုင်ခြင်းအချက်ပဲဖြစ်ပါတယ်အပြင်ပန်းနဲ့အမြင်လှဖို့နဲ့တခြားသူတွေကိုအထင်ကြီးစေဖို့အများရန်စူးစမ်းနေရတဲ့သူတွေဟာသူတို့ရဲ့ပုံရိပ်ကိုထိမ့်သိမ့်မှုအတွက်အချိန်နဲ့ငွေကြေးတွေကိုအသုံးပြုရပါတယ်ပြန်လာအားဖြင့်ကိုယ့်ရဲ့ပန်းနိုင်ပေါ်မှာပဲအာယုံစိုက်ထားတဲ့သူတွေကတော့ရေရှည်မှာငွေကြေးကိုပုံမတိုးပွားအောင်လုပ်ဖို့အတွက်အာယုံစိုက်နိုင်စွမ်းရှိကြပါတယ်လှုပ်ဆောင်နိုင်စွမ်းလည်းရှိကြပါတယ်ကိုယ့်ရဲ့စွမ်းရည်တွေကိုခဏတာအာယုံစိုက်ခံရဖို့ထက်ရေရှည်အောင်မြင်မှုတည်ဆောက်ဖို့အတွက်ပဲအသုံးချသင့်ပါတယ်ကိုယ့်ရဲ့ချမ်းသာမှုကိုလိုက်ပြနေမဲ့စာတိတ်တဆိတ်ပဲပုံမတိုးပွားအောင်လှုပ်ဆောင်ရမှာပါကောင်းကျိုး၄လူနေမှုပုံစံအလွန်ကြုံမြင့်တင်ခြင်း lifestyle inflation ကိုရှောင်ရှားနိုင်ခြင်းစတုထအချက်ကတော့ငွေကြေးထောင်ချောက်ကြီးတစ်ခုဖြစ်တဲ့ lifestyle inflation ကိုရှောင်ရှားနိုင်သွားခြင်းပဲဖြစ်ပါတယ်လူတွေဟာငွေတိုးလာတာနဲ့အမျှအသုံးစရိတ်ကိုလည်းလိုက်ပြီးတော့မြင့်တင်တတ်ကြပါတယ်ကိုတက်နိုင်တဲ့ဆိုတဲ့အသည့်တစ်ခုတည်းနဲ့အိမ်ကြီးတွေဈေးကြီးတဲ့ကားတွေနဲ့ဇိမ်ခံပစ္စည်းတွေကိုလိုက်ဝယ်တာမျိုးဟာကိုယ့်ရဲ့စုဆောင်းနိုင်စွမ်းနဲ့ရင်းနှီးမြှုပ်နှံနိုင်တဲ့စွမ်းအားကိုလျော့ကျစေပါတယ်မိမိရတဲ့ဝင်ငွေထက်ရှော့ပြီးနေထိုင်ခြင်း living below your means ကသာကိုယ့်ကိုပိုကြီးမားတဲ့ငွေကြေးဆိုင်ရာလွတ်လပ်မှုကိုပေးစွမ်းနိုင်မှာပါကိုယ့်ရဲ့သုံးစရိတ်ကဝင်ငွေလောက်လိုက်မတက်ဖ ೇನೆ ထိန်းထားနိုင်တဲ့အခါမှာမှသာဒနာဥစ္စာဟာပို့ပြီးတော့အလွယ်တကူတိုးပွားလာမှာဖြစ်ပါတယ်ကောင်းကျိုး5လဲလှည့်ဖျားမှုအန္တရာယ်များမှကင်းဝေးခြင်းပစ္စမကောင်းတဲ့အချက်ကတော့လေလှည့်ဖျားမှု scam ဆိုတဲ့အန္တရာယ်တွေကနေကင်းဝေးခြင်းပဲဖြစ်ပါတယ်လူမှုကွန်ရက်ပေါ်မှာဖြစ်စေပြင်ပမှာဖြစ်စေကိုချမ်းသာပါတယ်လို့အမြဲပြသနေတဲ့လူတွေဟာငွေကြေးလိမ်လည်သူတွေအယောင်ဆောင်သူတွေရဲ့ပြစ်မှတ်ဖြစ်လာတတ်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့အခြေအနေကိုလူသိရှင်ကြားအလွန်အကျွံမချပြပဲတတိရှိနေထိုင်တာဟာမလိုအပ်တဲ့ဒုက္ခတွေနဲ့ရန်သူတွေကိုဝေကွာစေပါတယ်ကိုယ့်ရဲ့ဒနာဥစ္စာကိုကာကွယ်ဖို့ဆိုရင်ငွေကြေးဆိုင်ရာအသိပညာအပြင်ကိုယ်တိုင်သတိဝိရိယမှုရှိမှုဟာလည်းအလွန်ပဲအရေးကြီးပါတယ်ကောင်းကျိုး6စစ်မှန်တဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်ခြင်းဆဋ္ဌမကောင်းတဲ့အချက်ကတော့စစ်မှန်တဲ့ဆက်ဆံရေးတွေကိုတည်ဆောက်နိုင်ခြင်းပဲဖြစ်ပါတယ်လူတွေကကိုယ့်ရဲ့ငွေကြေးဒါမှမဟုတ်စီးစိမ်ဥစ္စာကိုမသိထားတဲ့အခါမှာကိုယ့်ရဲ့စိတ်နေစိတ်ထားပင်ကိုယ်စရိုက်နဲ့လောက်ရက်တွေအပေါ်မှာပဲမူတည်ပြီးကိုတန်ဖိုးထားမှာပါစစ်မှန်တဲ့တငယ်ချင်းအတိုင်းဝိုင်းဆိုတာငွေကြေးအဆင့်တန်းပေါ်မှာမဟုတ်ဘဲနဲ့ယုံကြည်မှုနဲ့အပြန်အလှန်လေးစားမှုပေါ်မှာအခြေခံတာပါကောင်းဆုံးသောဆက်ဆံရေးတွေဟာစီးစိမ်ကြောင့်မဟုတ်ပဲစိတ်ရင်းမှန်ကြောင့်သာဖြစ်တည်လာနိုင်တာဖြစ်ပါတယ်ကောင်းကျိုး9နှိမ့်ချမှုရှိပြီးအမြဲတမ်းတည်ယူလို့စိတ်ရှိနေခြင်းတသမကောင်းတဲ့
ချက်ကတော့နှိမ်ချမှုရှိပြီးအမြဲတမ်းတင်ယူလိုစိတ်ရှိနေခြင်းပဲဖြစ်ပါတယ်။ဒါတရံမှာအောင်မြင်မှုအလွန်အကျွံထုတ်ပြခြင်းကကိုယုံကြည်မှုလွန်ကဲလာစေပြီးတော့မှမာနတွေဖြစ်ပေါ်လာတတ်ပါတယ်။တိတ်ဆိတ်တဲ့အောင်မြင်မှုကိုပဲရွေးချယ်ပြီးတော့နှိမ်ချစွာနေထိုင်တဲ့သူတွေကတော့အမြဲတမ်းတင်ယူဖို့မိကွန်းထုတ်ဖို့နဲ့ကိုပိုကောင်းအောင်ပြုပြင်ဖို့အစဉ်တည်းဖြစ်နေတတ်ကြပါတယ်။ဘလောက်ပဲအောင်မြင်ပါစေဘဝမှာတင်ယူစရာအသစ်တွေအမြဲရှိနေတာကြောင့်မို့လို့နှိမ်ချမှုကတော့အစင်မပြတ်တိုးတက်မှုအတွက်တကားကိုဖွင့်လှစ်ပေးထားနိုင်မှာဖြစ်ပါတယ်။ကောင်းကျိုးရှိပုံမကြီးမားတဲ့ငွေကြေးဆိုင်ရာလွတ်လပ်မှုကိုရရှိနိုင်ခြင်းအထမအချက်ကောင်းတဲ့အချက်ကတော့ပုံမကြီးမားတဲ့ငွေကြေးဆိုင်ရာလွတ်လပ်မှုအောင်မြင်မှုတွေရရှိနိုင်ခြင်းပဲဖြစ်ပါတယ်။တခြားသူတွေကိုအထင်ကြီးစေဖို့အတွက်အသုံးမပြုလိုက်ရတဲ့ငွေကြေးတွေကိုပုံမအသုံးဝင်တဲ့နေရာတွေမှာအသုံးချနိုင်ပါတယ်။ဥပမာယင်းနှမြုပ်နှံတာစီးပွားရေးအသစ်တွေစတင်တာအငင်းစားယူဖို့အတွက်စုဆောင်ယင်းနှမြုပ်နှံတာမိသားစုရဲ့ရည်မှန်းချက်တွေကိုပံ့ပိုးပေးတာနဲ့ရေရှည်လုံခြုံမှုကိုတည်ဆောက်တာမျိုးတွေဖြစ်ပါတယ်။စစ်မှန်တဲ့ငွေကြေးလွတ်လပ်မှုဆိုတာဈေးကြီးတဲ့ပစ္စည်းတွေပိုင်ဆိုင်ထားတာကိုမဆိုလိုပါဘူး။ကိုဘဝအတွက်စိတ်ကြိုက်ရွေးချယ်ခွင့်တွေရှိနေခြင်းကိုဒါဆိုလိုတာပါဒါကြောင့်အပြင်ပန်းအသွင်ပြင်အထက်တကယ်စစ်မှန်တဲ့လွတ်လပ်မှုကပိုပြီးတန်ဖိုးရှိပါတယ်ကောင်းကျိုးကိုယ့်ရဲ့ရလက်တွေကပဲတက်တည်ပြသွားခြင်းနောက်ဆုံးနဝမကောင်းတဲ့အချက်ကတော့ကိုယ့်ရဲ့ရလက်တွေကပဲစကားပြောပေးသွားနိုင်ခြင်းဖြစ်ပါတယ်အမြင်မှုတစ်ခုရလာတိုင်းရလက်တိုင်းကိုလူတွေကိုလိုက်ပြီးကြီးညာမနေဖို့မလိုပါဘူးလူတွေဟာခဏကိုကြော်ညာနေတဲ့လူတွေထက်တင်ငိမ်ပြီးတော့အမြဲတမ်းအောင်မြင်နေတဲ့သူကိုပို့ပြီးတော့လေးစားအားကြတတ်ပါတယ်ကိုယုံကြည်မှုအစစ်အမှန်ဆိုတာလူအများရဲ့လက်ခုပ်တန်းဒါမှမဟုတ်ထောက်ခံချက်အပေါ်မှာမမိခိုပါဘူးတိတ်တဆိတ်ရရှိတဲ့အောင်မြင်မှုကတာအားချောင်ပြီးထုတ်ပြခြင်းနေတဲ့အောင်မြင်မှုထက်ပိုခိုင်မာပြီးတော့ရေရှည်တည်တတ်တဲ့ဂုဏ်သတင်းကိုတည်ဆောင်လာပေးနိုင်တာပဲဖြစ်ပါတယ်ခုပြပေးခဲ့တာကတော့ကိုယ့်ရဲ့ပေါ့နော်ဒီငွေရေးချေးအခြေအနေကိုဘယ်လောက်ချမ်းသာတယ်လဲဆိုတာတွေကိုဒါလူမသိအောင်ထားတယ်ဆိုလို့ရှိရင်ကောင်းကျိုးရနိုင်တဲ့အချက်9ချက်ပဲဖြစ်ပါတယ်ဒီချက်တွေဖြင့်အခြားချက်တွေလည်းရှိအောင်ပါဒါတွေနဲ့ပတ်သက်ပြီးတော့မှအထင်မြင်ချက်တွေဆွေးနွေးကြရတယ်အကြံပြုချက်တွေရှိတယ်ဆိုလို့ရှိရင်လည်း comment မှာဝေမျှပေးနိုင်ပါတယ် like ကိုနှိပ်ပြီး channel ကိုအားပေးနိုင်ပါတယ် subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်းလုပ်ပေးဖို့တောင်းဆိုပါတယ်ငွေရေးချေးနဲ့ပတ်သက်ပြီးတော့အောင်မြင်ကြပါစေနောက်ထပ်တင်ဆက်ပေးမယ့်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါစို့